နိုဝါကတော်ဝင်မိသားစုရဲ့73ယောက်မြောက်သားတော်ဖြစ်မွေးဖွားလာခဲ့ပါတယ်။ဘရင်ကြီးရဲ့တွေးသားရင်းချာမင်းသား73ပါးတဲ့ကတပါးဖြစ်တဲ့သူကမျက်လုံးဖွင့်ဖွင့်ချင်းမှာပဲသူ့ကိုငုံကြည့်နေတဲ့ကျင်နာတက်ပုံရတဲ့အမျိုးသမီးတဦးကိုတွေးလိုက်ရပြီးဒီလူကသူ့ရဲ့မိခင်လားဒါမှမဟုတ်အစေခံတယောက်လားဆိုတာကိုတွေးရောနေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒါကိုတေချာမသိရခင်မှာပဲမုတ်စိတ်မွေးတွေနဲ့အသက်အရွယ်ရနေပြီဖြစ်တဲ့သူ့ရဲ့ဖခင်ဘရင်ကြီးကသူ့နားကိုရောက်လာပြီးအထက်အောက်စစ်စစ်ဆက်ဆက်ကြည့်ရှုစစ်ဆေးပါတော့တယ်။ဘရင်ကြီးကနိုဝါရုပ်တွင်ကသူ့မိခင်နဲ့တူတယ်လို့ပြောလိုက်တဲ့အခါသူ့မိခင်ကချက်ချင်းပဲရှက်သွေးဖြာသွားပြီးကလေးရဲ့မျက်လုံးနဲ့မျက်ခုံးတွေကဘရင်ကြီးနဲ့ချွတ်ဆွတ်တူကြောင်းပြန်လည်ပြောဆိုခဲ့ပါတယ်။နိုဝါကသူ့ရဲ့ကိုယ်ပိုင်စွမ်းရည်အချက်လက်တွေကိုမြင်တွေ့နေရကြောင်းသတိထားမိပေမဲ့လောဆယ်မှာတော့ဘာကိုမှတေချာနားမလည်သေးပါဘူး။ရုတ်တရက်နန်းတော်တွင်မော်ဆရာတဦးကရှောက်လာပြီးသူ့ကိုလက်ထဲမှာညင်သာစွာပွေ့ချီလိုက်ကနိုဝါစီမှာရေစွမ်းရည်နဲ့ပတ်သက်တဲ့မော်စွမ်းဆက်ရှိကြောင်းဘရင်ကြီးကိုကြေညာလိုက်ပါတယ်။ဘရင်ကြီးကအဲ့ဒီစကားကိုကြားတော့ရှင်မျိုးစွာရေမောလိုက်ပြီးနိုဝါအရွယ်ရောက်လာတဲ့အခါရေမော်ဆရာမျိုးနွယ်စုတွေအများဆုံးနေထိုင်တဲ့တောင်ပိုင်းတိုင်းပြည်တွေရဲ့နေမြေတွေကိုတရားမျှတစွာအုပ်ချုပ်နိုင်ဖို့အတွက်ပေးသနာမယ်လို့မိန့်ဆိုခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဘရင်ကြီးကနန်းတော်တွင်မော်ဆရာကိုနိုဝါရဲ့စွမ်းရည်အချက်လက်တွေကိုကြည့်ရှုစစ်ဆေးခိုင်းလိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့စွမ်းရည်အချက်လက်တွေထွက်ပေါ်လာတဲ့အချိန်မှာတော့တနန်းတော်လုံးတိတ်ဆိတ်သွားခဲ့ပြီးဘရင်ကြီးကိုယ်တိုင်တောင်သူ့မျက်စိသူမယုံနိုင်အောင်ဖြစ်သွားခဲ့ပါတယ်။နန်းတော်ရဲ့ကလူတစ်ယောက်ကဒါကအမွေဖြစ်ရတစ်ခုပဲလို့အော်ဟစ်လိုက်ပြီးတခြားသူတွေကလည်းဝိုင်းဝန်းရွတ်ဆိုကြတဲ့အတွက်နိုဝါကဇဝေးဇဝါဖြစ်သွားကသူ့ရဲ့စွမ်းရည်ကိုပြန်စစ်ကြည့်လိုက်တဲ့အခါမှာတော့မွေးကင်းစရွယ်မှာရရှိဖို့နေနေတာကြားတော်မကြားဘူးတဲ့အမြင့်ဆုံး SS အဆင့်ရေမော်ဆရာတယောက်ရဲ့စွမ်းရည်တွေကိုပိုင်ဆိုင်ထားကြောင်းသိလိုက်ရပါတယ်။အဲ့ဒီနေ့ကစပြီး6နှစ်ဆိုတဲ့အချိန်ကာလကုန်ဆုံးသွားခဲ့ပြီးနိုဝါကကျမ်းမာတန်ဆွမ်းတဲ့လူငယ်လေးတစ်ယောက်ဖြစ်ကြီးပြင်းလာခဲ့ပါတယ်။သူကဆယ်စုနှစ်ပေါင်းများစွာအေဂျင့်တည်ငြိမ်နေခဲ့တဲ့သူ့ဖခင်အုပ်ချုပ်နေတဲ့မီယဲဆိုတဲ့တိုင်းပြည်အကြောင်းကိုတဖြည်းဖြည်းချင်းလေ့လာသင်ယူခဲ့ပါတယ်။ယခုခါမှာတော့ပြည်သူတွေကစစ်မှတ်ဖြစ်ပွားခြင်းမရှိဘဲငြိမ်းချမ်းစွာနေထိုင်နေကြတာကြောင့်ဘရင်ကြီးကိုအများပြည်သူကချစ်ခင်လေးစားကြသလိုသူ့ရဲ့သားတော်တွေကိုလည်းဒေသခံတွေတာမကနိုင်ငံတွင်းကမူးမတ်မျိုးနွယ်ဝင်တွေကပါမျက်နှိုးကြပါတယ်။ဒါပေမဲ့နိုဝါကပြီးခဲ့တဲ့6နှစ်တာကာလအတွင်းသူ့ကိုယ်သူတစုံတစ်ခုကိုသဘောပေါက်ထားခဲ့တာကြောင့်တိုင်းပြည်ရဲ့နိုင်ငံရေးရှိုးဝက်ပူးပေါင်းကြံစည်မှုတွေကိုတိတ်ပြီးစိတ်ဝင်စားမှုမရှိပါဘူး။အဲ့ဒါကတော့သူ့စီမှာဘယ်သူမှမသိသေးတဲ့အထူးစွမ်းရည်တစ်ခုရှိနေခြင်းပဲဖြစ်ပါတယ်။သူကသူ့ရဲ့လက်အောက်ငယ်သားတွေစီကနေအတွေ့အကြုံစွမ်းရည်တွေကိုစုပ်ယူနိုင်တာဖြစ်ပြီးအတိတ်ဘယ်ကတော့သူ့စီမှာအစေခံတွေများလေသူကပိုပြီးစွမ်းအားကြီးလာလေဖြစ်ပါတယ်။ဒီအချက်ကတခြားသူတွေလိုအဆင့်တက်မှတ်ချက်ကန့်သက်ချက်မရှိရဲ့နိုဝါကအကန့်အသတ်မရှိအဆင့်တက်နိုင်ပြီးကမ္ဘာပေါ်မှာအစွမ်းထက်ဆုံးမော်ဆရာတယောက်ဖြစ်လာနိုင်တဲ့ဆိုတဲ့သဘောပဲဖြစ်ပါတယ်။သူ့ရဲ့အစေခံတွေကလည်းသူ့အပေါ်အပြည့်အဝသစ္စာရှိကြပြီးအသက်6နှစ်အရွယ်မှာတောင်နိုဝါကကလေးတစ်ယောက်ထက်လူကြီးတစ်ယောက်လိုပြုမှုနေထိုင်ကြောင်းဆွေးနွေးပြောဆိုတတ်ကြပါတယ်။မကြာခင်မှာပဲသူကနနက်စာစားဖို့ထမင်းစားခန်းစီကိုသွားခဲ့ပြီးသူငယ်ရသေးတာကြောင့်လက်တလုံးမှာသူ့ရဲ့စွမ်းရည်တွေနဲ့ကျွမ်းကျင်မှုတွေကအတော်လေးကန့်သက်ခံထားရကြောင်းတွေးရနေခဲ့ပါတယ်။ဒါပေမဲ့သူကဆက်လက်ပြီးလေ့ကျင့်နေမယ်ဆိုရင်လျင်မြန်တဲ့နှုန်းနဲ့ဆက်လက်ဖွံ့ဖြိုးလာမှာဖြစ်ပြီးသူ့ရဲ့အကိုတော်တွေကိုပါကြောက်တက်သွားနိုင်မှာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲအိုင်ပလင်လို့ခေါ်တဲ့လှပတဲ့အစေခံမလေးတဦးကအိမ်ရှိဆန်မင်းသားနဲ့စတုတ်ထမင်းသားတို့သူ့စီကိုလာရောက်လေပတ်ကြောင်းလာပြောရဲ့အတွက်သူ့ရဲ့အတွေးတွေပြတ်တောက်သွားခဲ့ပါတယ်။သူတို့ကသူ့ရဲ့အကိုတွေဖြစ်နေပေမဲ့လည်းတတိုင်းပြည်လုံးရဲ့အိမ်ရှိဆန်မင်းသားကိုအကြာကြီးစောင့်ခိုင်းထားတာမျိုးမလုပ်သင့်ဘူးလို့တွေးမိတာကြောင့်နိုဝါကနနက်စာကိုအမြန်စားဖို့ဆုံးဖြတ်လိုက်ပါတယ်။မကြာခင်မှာပဲသူကအိတ်ခမ်းထဲကိုဝင်သွားပြီးဒုတစ်ဖက်ထောက်ကသူ့ရဲ့အကိုတော်တွေကိုကြိုဆိုနှုတ်ဆက်လိုက်ပါတယ်။သူတို့ကတော့အိမ်ရှိဆန်မင်းသားအဲဘတ်နဲ့စတုတ်ထမင်းသားဟင်နရီတို့ပဲဖြစ်ပါတယ်။အဲဘက်ကနိုဝါကိုအေးဆက်တဲ့မျက်လုံးတွေနဲ့ကြည့်ရင်ဘယ်ရောက်နေတာလဲလို့မေးမြန်းခဲ့ပေမဲ့ဟင်နရီကတော့ပိုပြီးနှွေးထွေးစွာနှုတ်ဆက်ခဲ့ပြီးနိုဝါကယဉ်ကျေးတိမ်မွေးတဲ့လူငယ်လေးတစ်ယောက်ဖြစ်ကြီးပြင်းလာပုံရတယ်လို့ပြောဆိုခဲ့ပါတယ်။အဲဘက်ကနိုဝါကတနေ့နေ့မှာအတော်ဆုံးဝင်ကြီးချုပ်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ပြောဆိုလိုက်ပြီးသူ့မှာနိုဝါအတွက်လက်ဆောင်တစ်ခုပါလာတယ်လို့ဆိုပါတယ်။သူကလက်ခုပ်တီးလိုက်တာနဲ့ချက်ချင်းပဲကြောက်ရွံ့လုံနေတဲ့အစေခံတစ်ယောက်ကတင်မင်းတမန်အငွေ့အသက်တွေထွက်ပေါ်နေတဲ့အခန်းငယ်တစ်ခုကိုတည်ဆောင်လာပြီးအခန်းထဲကိုဝင်လာခဲ့ပါတယ်။နိုဝါကဒီလိုထူးဆန်းတဲ့လက်ဆောင်မျိုးကြောင့်ဇဝေးဇဝါဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့အဲဘက်ကအစေခံကိုအခေါင်းကိုဖွင့်ဖို့အမိန့်ပေးလိုက်တဲ့အတွက်သူကမလုပ်ချင်နဲ့ဖွင့်ပေးခဲ့ရပါတယ်။အခေါင်းကိုဖွင့်လိုက်တဲ့အချိန်မှာပဲတေဆုံးသွားသူတွေနဲ့တေးလူမျောပါဖြစ်နေသူတွေစီကထွက်ပေါ်လာတဲ့အငွေ့သက်တွေကအခန်းထဲကိုပြန့်နှံ့သွားခဲ့ပြီးနိုဝါကအခေါင်းထဲကဓာတ်ကိုစိုက်ကြည့်ရင်အခုလေးတင်သူပါကိုခန်းစားလိုက်ရတာလဲဆိုတာတွေးတော့ကအဲ့ဒီအငွေ့သက်တွေကိုရှင်းရှင်းလင်းလင်းခန်းစားလိုက်ရပါတယ်။သူစိတ်ကိုပြန်လဲတည်ငြိမ်အောင်မလုပ်နိုင်ခင်မှာပဲအဲဘက်ကအဲ့ဒီဓာတ်ကိုကောက်ကင်လိုက်ပြီးဘလို့ခန်းစားရလဲဆိုတာကိုကြည့်ဖို့ပြောလိုက်ပါတယ်။နိုဝါကသူတကယ်ရဲ့ဒီဓာတ်ကိုမကင်ချင်ဘူးဆိုတာကိုသဘောပေါက်လိုက်ပါတယ်။ဒါပေမဲ့အိမ်ရှိဆန်မင်းသားစီကလက်ဆောင်ဖြစ်နေတာကြောင့်သူကညှင်းဆန်လို့မရပဲအတင်းကျပ်ကောက်ကင်လိုက်ရပါတယ်။သူ့ရဲ့တင်းငယ်တဲ့ခန္ဓာကိုယ်နဲ့ရှင်ရင်ဓာတ်ကအရန်ကြီးမားနေပေမဲ့လည်းသူကဓာတ်ကိုညင်သာစွာစုပ်ကင်ပြီးကောက်မလိုက်ပါတယ်။အဲဘက်ကပြုံးလိုက်ပြီးနိုဝါလုံးဝိုင်မယ်ဆိုတာသူတိကြောင်ပြောဆိုကနောက်ဆုံးမှာတော့ဒီဓာတ်ကရေမော်ဆရာတွေကင်ဆောင်ဖို့အထူးဖန်တီးထားတဲ့လီပိုင်ယာတန်လို့ခေါ်တဲ့ဓာတ်ဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒါအပြင်သူ့ရင်ကလူပေါင်း120ကျော်ကဒီဓာတ်ကိုကင်ဆောင်ဖို့စူးစမ်းခဲ့ကြပေမဲ့ဘယ်သူမှအသက်ရှင်မကျန်ရစ်ခဲ့ကြောင်းလည်းဖွင့်ဟပြောပြခဲ့ပါတယ်။ဒီစကားကြောင့်သူကလန့်သွားပြီးတောက်ပတ်နေတဲ့ဓာတ်ကိုလွတ်ကျမတက်ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ဟင်နရီကဒီဓာတ်ရဲ့ကျိန်စာကအရန်ပြင်းထန်တဲ့အတွက်ဓာတ်ကသာသူ့ကိုလက်မခံဘူးဆိုရင်ကင်လိုက်တဲ့အချိန်မှာတင်သူတေသွားလောက်ပြီဖြစ်လို့စိတ်မပူဖို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အဲဘတ်နဲ့ဟင်နရီတို့နှစ်ယောက်စလုံးထွက်ခွာဖို့အတွက်မတ်တရက်လိုက်ကြပါတယ်။နိုဝါကအယိုသေးပေးလိုက်ချိန်မှာပဲကန်ဆိုးစွာနဲ့သူ့ရဲ့အကိုရင်းဖြစ်နေတဲ့ဒီဆက်ဆုပ်ရင်ရှာဖွေကောင်းတဲ့အိမ်ရှိဆန်မင်းသားကဘာအကြောင်းပြချက်မှမရှိပဲဒီလောက်အနေရကြီးတဲ့ကိစ္စနဲ့သူ့ကိုဘာလို့စမ်းသပ်နေရတာလဲလို့စိတ်ထဲကနေကြိတ်ပြီးတွေးရနေခဲ့ပါတယ်။ဒါပေမဲ့သူကဒီအကြောင်းကိုသာထုတ်ပြောလိုက်မယ်ဆိုရင်သူ့ကောင်းပြတ်သွားနိုင်တယ်ဆိုတာကိုသိနေပါတယ်။အဲ့ဒီနေ့ညနေပိုင်းနိုဝါအိယာဝင်ဖို့ပြင်ဆင်နေချိန်မှာသူ့ရဲ့အစေခံတယောက်ကအရန်ကိုစိတ်ဖိစီးနေပုံရတာကိုသတိထားမိလိုက်ပါတယ်။ဒါကြောင့်သူကအစဉ်ပြေရဲ့လားလို့သူ့မောက်ကိုမေးမြန်းလိုက်ပါတယ်။အစေခံဆိုဤကအစပိုင်းမှာတော့တွေးဝေတုံဆိုင်နေခဲ့ပါတယ်
ဒါပေမဲ့နိုဝါကအမှန်တိုင်းပြောဖို့တိုက်တွန်းလိုက်တဲ့အခါသူမကချက်ချင်းပဲဒူးတစ်ဖက်ထောက်လိုက်ပြီးသူမရဲ့ရွာမှာရေကြီးပြီးအရာအလုံးရေထဲမျောပါသွားတဲ့အတွက်ခွင့်ရအနေငယ်လိုချင်ကြောင်းပြောပြခဲ့ပါတယ်။သူမရဲ့မိသားစုကငတ်မခေါင်းပါနေပြီးမိသားစုကိုကူညီဖို့အတွက်လုံလောက်တဲ့ငွေကြေးစုဆောင်းနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ပြည်တန်စာတန်းမှာခန္ဓာကိုယ်ကိုရောင်းစားဖို့စီစဉ်နေကြောင်းပြောပြပါတယ်။နိုဝါကသူမကိုဆက်မပြောဖို့တားလိုက်ပြီးဇိုအီကသူ့ရဲ့ကိုယ်ပိုင်စေခံဖြစ်တဲ့အတွက်အချိန်ကြာကြီးထွက်သွားခွင့်မပေးနိုင်ကြောင်းပြောဆိုခဲ့ပါတယ်။သူကသူမရဲ့မိခင်ကိုစံအိမ်တော်စီခေါ်လာခဲ့ဖို့နဲ့သူမကိုနောက်ဖေးတကားဆောင်အလုပ်ပေးပြီးတစ်လကိုဒေါ်လာ9000ပေးမယ်လို့ပြောလိုက်ပါတယ်။ဇိုအီကဒီစကားကြောင့်ဇဝေးဇဝါဖြစ်သွားပြီးဒီလိုယာထူးမျိုးဘယ်တော့မှမကြားဘူးကြောင်းပြောဆိုခဲ့ပါတယ်။အဲ့ဒီလိုယာထူးမျိုးရှိတယ်ဆိုရင်တောင်လဆာကမယုံနိုင်လောက်အောင်ကိုများပြားနေပါတယ်။နိုဝါကအဲ့ဒီအတွက်စိတ်မပူဖို့ပြောလိုက်ပြီးမြို့တော်ရဲ့အနောက်ဘက်စင်ချေဖုံးမှာအိမ်လွတ်တစ်လုံးရှိတဲ့အတွက်သူမရဲ့မိခင်နဲ့အတူအဲ့ဒီမှာတွားရောက်ဝေထိုင်နိုင်ကြောင်းပြောပြခဲ့ပါတယ်။ဇိုအီကသူမနာကိုသူမမယုံနိုင်အောင်ဖြစ်သွားပြီးမျက်ရည်ကျလာချိန်မှာပဲစံအိမ်တော်ထိန်ဒိုင်လန်ကထွက်လာပြီးနိုဝါကိုတခုခုလိုချင်တာများရှိလားလို့မေးမြန်းခဲ့ပါတယ်။နိုဝါကဇိုအီရဲ့မွေးရမြေမှာရေကြီးနေတာကိုသိလားလို့မေးလိုက်ပြီးအဲ့ဒီဒေတာကမြေနေရာတွေကိုတက်နိုင်သမျှအများဆုံးဝယ်ယူထားဖို့ညွှန်ကြားလိုက်ပါတယ်။ဒါကဆုံးရှုံးနိုင်ခြေရှိတဲ့ယင်းနှိမ့်မြုံနှံမှုတစ်ခုဖြစ်နေတဲ့အတွက်ဒိုင်လန်ကဇဝေးဇဝါဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့နိုဝါကသူတို့အနေနဲ့အဲ့ဒီကအကူအညီလိုအပ်နေတဲ့ပြည်သူတွေကိုကာကွယ်ပေးဖို့လိုအပ်ကြောင်းသူတို့သာဝင်မပါရင်လူဆိုးတစ်တိုက်ကအဲ့ဒီမြေတွေကိုသိမ်းပိုက်ပြီးကျူးကျော်နေထိုင်ကြလိမ့်မယ်လို့ပြန်ပြောခဲ့ပါတယ်။ဒိုင်လန်ကဒီစကားကြောင့်အံ့သသွားခဲ့ပြီးနိုဝါကဘာဖြစ်လို့လဲလို့မေးလိုက်ပေမဲ့ဒိုင်လန်ကနိုဝါအနေနဲ့ဒီလိုအခြေအနေမျိုးကိုတခါမှမကြုံဘူးပေမဲ့အတွေ့အကြုံရှိတဲ့လူတစ်ယောက်ရဲ့အမျှော်မြင်မျိုးနဲ့အခြေအနေကိုဘယ်လောက်တောင်ကောင်းကောင်းစီမံခန့်ခွဲနိုင်တယ်လဲဆိုတာကိုအံ့မိယုံတက်တက်ပါလို့ပြန်ဖြေခဲ့ပါတယ်။နိုဝါကသူ့ရဲ့အတိတ်ဘဝမှာပျက်စီးဆုံးရှုံးမှုတွေကိုလုံလောက်တာထက်ပိုပြီးမြင်တွေ့ခဲ့ရကြောင်းကိုပြန်လည်ရောနေခဲ့ပါတယ်။ဒါပေမဲ့ဒီကိစ္စကိုဘယ်သူမှဖွင့်ပြောလို့မရဘူးဆိုတာသိချပါတယ်။ဒိုင်လန်ကသူ့ရဲ့ခံမှန်းချက်အရမြေနေရာအလုံးအတွက်ခံမှန်းခြေဒေါ်လာ190လောက်ကုန်ကျနိုင်တယ်လို့ပြန်ဖြေလိုက်တဲ့အခါဇိုအီကအရန်ကိုအံ့အားသင့်သွားခဲ့ပါတယ်။နိုဝါကိုရိုင်းနောင်ဒါကအရန်ကိုများပြားတဲ့ပမာဏတစ်ခုဖြစ်ကြောင်းသိထားပါတယ်။သူ့ရဲ့အစေခံအဖွဲ့တစ်ခုလုံးကတစ်နှစ်ကိုခံမှန်းခြေဒေါ်လာ8000ခန့်သာရရှိကြတာဖြစ်ပါတယ်။သူ့စီမှာအခွန်ငွေတွေနဲ့အကိုရီစီကရထားတဲ့လက်ဆောင်တွေကရန်ပုံငွေဒေါ်လာ150လောက်ရှိပေမဲ့လည်းနောက်ထပ်ဒေါ်လာ120လိုအပ်နေပါသေးတယ်။သူကလက်ပြီးမြို့တော်ရဲ့တောင်ဘက်မှာရှိတဲ့သူတို့ပိုင်ဆိုင်တဲ့မြေနေရာအကြောင်းဒိုင်လန်ကိုမြင်မြန်လိုက်ပြီးအဲ့ဒီမြေကိုရောင်းရလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်။ဒိုင်လန်ကအလွန်အံ့သာသွားပြီးအဲ့ဒီမြေကဘရင်ကြီးကိုယ်တိုင်ပေးသနာထားတဲ့လက်ဆောင်ဖြစ်တာကြောင့်အဲ့ဒီမြေကိုရောင်းချခြင်းကတော်ဝင်မိသားစုအပေါ်စိတ်ကူးနဲ့တောင်းပန်စလို့မရအောင်ရိုင်းဆိုင်တဲ့လုပ်ရဖြစ်သွားနိုင်တဲ့အတွက်မလုပ်ဖို့နိုဝါကိုအကြံပေးခဲ့ပါတယ်။နိုဝါကသူ့ဖခင်နဲ့သူနောက်မှရှင်းလိုက်မှာမို့အဲ့ဒီကိစ္စတွေအတွက်စိတ်မပူဖို့ပြောလိုက်ပြီးမူးမတ်မျိုးနွယ်ဝင်တွေမှာသူတို့ရဲ့ပြည်သူပြည်သားတွေကြားငြိမ်းချမ်းရေးနဲ့ပျော်ရွှင်မှုတွေယူဆောင်လာပေးဖို့အတွက်ကိုကျိုးစွန်းအနစ်နာခံရမယ့်တာဝန်ရှိကြောင်းပြောပြခဲ့ပါတယ်။အဲ့ဒီထက်ပိုပြီးသူသိထားတာကအာဇာနည်တယောက်လိုပြုမှုနေထိုင်တဲ့မူးမတ်တယောက်ကိုအများပြည်သူကချစ်ခင်ကြပြီးဒါကအနှိမ့်နဲ့အမျက်ဆိုသလိုအသုံးဝင်လာနိုင်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဒိုင်လန်ကသူ့ကိုအယိုသေးပေးလိုက်ပြီးလိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ဖို့မထွက်ခွာခင်မှာအရာအလုံးကိုသူဖြည့်ရှင်းဆောင်ရွက်ပေးမယ့်အကြောင်းပြောဆိုခဲ့ပါတယ်။နောက်တစ်နေ့မနက်ခင်းမှာတော့နိုဝါကရေကြီးနေတဲ့ဒေတာကိုတွားရောက်စစ်ဆေးဖို့သူ့ရဲ့အစေခံတပ်ဖွဲ့နဲ့အတူအရာအလုံးကိုပြင်ဆင်နေချိန်မှာပဲစတုတ်ထမင်းသားဟင်နရီကလမ်းခေါ်လိုက်ပါတယ်။သူကနှွေးထွေးတဲ့နှုတ်ခွန်းဆက်စကားနဲ့အတူဟင်နရီစီကိုချက်ချင်းပြေးသွားပြီးစောစောမလာနိုင်ခဲ့တဲ့အတွက်တောင်းပန်ခဲ့ပေမဲ့ဟင်နရီကအဲ့ဒီအတွက်စိတ်မပူဖို့ပြောပြီးနိုဝါဘယ်ကိုသွားဖို့စီစဉ်နေတာလဲလို့မေးမြန်းခဲ့ပါတယ်။နိုဝါကဒါစာလို့ခေါ်တဲ့ဒေတာတစ်ခုမှာရေတွေအပြည့်အဝဖုံးလွှမ်းသွားတဲ့အတွက်အဲ့ဒီမှာမြေနေရာတချို့ကိုဝယ်ယူဖို့ရည်ရွယ်ထားပြီးပျက်စီးဆုံးရှုံးမှုတွေကိုအကဲဖြတ်နိုင်ဖို့အဲ့ဒီဒေတာကိုတွားရောက်စစ်ဆေးဖို့စီစဉ်နေကြောင်းပြန်ဖြေခဲ့ပါတယ်။ဟင်နရီကအဲ့ဘက်ပေးထားတဲ့ဓာတ်ကိုတတိထားမိသွားပြီးအဲ့ဒီခရီးစဉ်အတွင်းမှာဒီဓာတ်ကိုအသုံးပြုဖို့စီစဉ်နေတာလားလို့မေးလိုက်ပါတယ်။နိုဝါကအသုံးပြုရမယ့်အခြေအနေမျိုးကြုံလာခဲ့ရင်သုံးနိုင်ဖို့အတွက်တည်သွားတာဖြစ်ပေမဲ့ပထမဆုံးအချိန်တွေ့ဆုံပြီးကလေးကဒါနဲ့ပတ်သက်ပြီးဘာမှထူးခြားတာမျိုးမခံစားရသေးတဲ့အတွက်တေချာတော့မသိသေးကြောင်းပြန်ဖြေခဲ့ပါတယ်။ဟင်နရီကနိုဝါကိုအခြားသူတွေမမြင်နိုင်တဲ့နေရာကိုခေါ်သွားပြီးအဲ့ဒီဓာတ်နဲ့အဲ့ဘက်ရဲ့ရုတ်တရက်ရက်ရောမှုအပေါ်သူနင်းနေစိတ်ပူမိကြောင်းပြောပြခဲ့ပါတယ်။ဒါကြောင့်သူကိုယ်တိုင်စုံစမ်းလေ့လာမှုတချို့ပြုလုပ်ခဲ့ပြီးအဲ့ဒီဓာတ်ကကိုယ်ပိုင်သိစိတ်ရှိပုံရကဓာတ်ကနေအစ်စ်အမှန်တခင်ဖြစ်အတိမတ်ပြုထားသူကသာအဲ့ဒီဓာတ်ကိုထိန်းချုပ်နိုင်တယ်ဆိုတာကိုသိရှိခဲ့ရကြောင်းပြောပြပါတယ်။နိုဝါကအဲ့ဒီဓာတ်ကိုထိန်းချုပ်နိုင်ဖို့စူးစမ်းခဲ့ကြတဲ့ရခင်လူတွေအကြောင်းသူမြင်ခဲ့ရတဲ့ယူပါယုံကိုပြန်တတိယသွားပြီးဒီဓာတ်ကအခြေခံအဖြစ်ခွေးယူတကောင်လိုဖြစ်နေကသူတကယ်ထိန်းချုပ်နိုင်ဖို့အတွက်ဓာတ်ရဲ့ပိုင်ဆိုင်ခွင့်ကိုအရင်ရယူရမယ်ဆိုတာကိုသဘောပေါက်သွားပါတယ်။ဟင်နရီကသူ့ကိုဂယူးဆိုင်ဖို့ပြောလိုက်ပြီးသူ့ရင်ကလူရပေါင်းများစွာရဲ့အသက်ကိုနှုတ်ယူခဲ့တယ်လို့မျိုးနိုဝါရဲ့အသက်ကိုပါနှုတ်ယူသွားနိုင်တယ်ဆိုတဲ့မကောင်းတဲ့ခံစားချက်မျိုးရှိနေတာကြောင့်မဖြစ်မနေလိုအပ်တဲ့အချိန်မှလွဲပြီးအဲ့ဒီဓာတ်ကိုအသုံးမပြုဖို့အကြံပေးခဲ့ပါတယ်။အဲ့ဒီသတိပေးချက်လေးနဲ့အတူနိုဝါကဒါစာဒေတာစီကိုထွက်ခွာသွားခဲ့ပြီးရေကြီးမှုကြောင့်ဖြစ်ပေါ်လာတဲ့ပျက်စီးဆုံးရှုံးမှုအတိုင်းအတာကိုမြင်တွေ့ရတဲ့အခါအလွန်အံ့သသွားခဲ့ပါတယ်။သူကအနီးနားမှာရှိတဲ့အစိုးရရုံးကိုရှာဖွေပြီးဒီမြေတွေရဲ့ပိုင်ဆိုင်မှုစာချုပ်စာတမ်းတွေကိုစုံစမ်းဖို့ဒိုင်လန်ကိုညွှန်ကြားလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့မြေပြင်မှာဘာတွေဖြစ်ပျက်နေလဲဆိုတာကိုပိုပြီးတေချာသိရအောင်ဇိုအီနဲ့အတူရွာထဲကိုဝင်သွားခဲ့ပါတယ်။သူကအကြမ်းဖျင်းဆောက်လုပ်ထားတဲ့တဲအိမ်တွေကလူတွေကအစိုးရရဲ့ကယ်ဆယ်ရေးခါတွေရဖို့စုဝေးနေကြတာကိုသတိထားမိလိုက်တဲ့အတွက်နည်းနည်းလေးဝမ်းသာသွားခဲ့ပေမဲ့သူတို့ကိုကျွေးမွေးနေတဲ့အလွန်တရာဆိုးရွားညံ့ဖျင်းလာတဲ့စံပြုတ်ကိုမြည်ဆန်းကြည့်လိုက်တဲ့အချိန်မှာတော့အဲ့ဒီဝမ်းသာမှုတွေအကုန်လုံးပျောက်ကွယ်သွားခဲ့ပါတယ်။အစိုးရကဘယ်လိုလုပ်ပြီးဒီလောက်စင်တန်းနေကြနေရတာလဲဆိုတာကိုသူမယုံနိုင်အောင်ဖြစ်သွားပြီးဒီဒေတာကဒေတာဆိုင်ရာတာဝန်ရှိသူကိုတွားရောက်မေးမြန်းဖို့ပြင်ဆင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကံကောင်းထောက်မစွာနဲ့ဂါးလို့ခေါ်တဲ့ဒေတာဆိုင်ရာတာဝန်ရှိသူကစစ်ဆေးရေးလုပ်ဖို့အဲ့ဒီနေရာကိုရောက်လာခဲ့ပါတယ်။နိုဝါကသူကအလွန်ဆိုးရွားလာတဲ့အစားအစာရဲ့အရေးသွေးနဲ့ပတ်သက်ပြီးအရေးယူဆောင်ရွက်လိမ့်မယ်လို့မျှော်လင့်ထားခဲ့ပါတယ်။ဒါပေမဲ့အန်သားစရာကောင်းတာကအဲ့ဒီလူကသူ့နှာခေါင်းကိုပိတ်ပြီးစံပြုတ်ကိုတစ်ချက်ကြည့်လိုက်ကဒါကလုံလောက်ပါတယ်လို့ပြောဆိုလိုက်တဲ့အတွက်အခြေအနေကိုအခွင့်ကောင်းယူနေတဲ့စားဖို့မှုတွေကဝမ်းသာသွားကြပါတယ်
စားဖို့မူကောင်းဆောင်ကစံအိမ်တော်မှာသူ့အတွက်အစားအသောက်တွေပြင်ဆင်ပြီးပြီလို့ပြောလိုက်တဲ့အခါဂါကသူ့ကိုစောင့်ကြိုနေတဲ့ပွဲတော်ဒီဖို့အတွက်ချက်ချင်းပြန်ထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။နိုအာကဒါကိုတိမခံနိုင်တော့ပဲအဲ့ဒီလူကိုထိတ်တိုက်ရင်ဆိုင်ဖို့ချက်ချင်းပဲရှေ့ကိုထွက်သွားခဲ့ပါတယ်။သူကဂါကိုလိန်နံသေးသေးလေးရဲ့ရှိတဲ့အချင်းပြတ်ချစားနေတဲ့ကောင်းစုပ်လေးလို့ခေါ်လိုက်ရအဲ့ဒီစကားကဂါရဲ့အနာကျင်ရဆုံးနေရာကိုထိရှသွားစေခဲ့ပါတယ်။အဲ့ဒီအခါမှာနှထိခိုက်လွယ်တဲ့အဲ့ဒီလူကနိုအာကိုချက်ချင်းပဲဓာဆွဲထုတ်လိုက်ပါတော့တယ်။နိုအာကအဲ့ဒီဓာကသူ့ကိုတက်ပစ်လိုက်မယ်လို့မျှော်လင့်ရင်အဲ့ဘက်ပေးထားတဲ့လီပိုင်ယာတန်ဓာကိုချက်ချင်းလန့်ခေါ်လိုက်ပါတယ်။ပြီးတော့ဓာကလည်းသူ့စီကိုချက်ချင်းလွင့်ပြန်လာခဲ့ပါတယ်။အဆက်ပိုင်းမှာတော့သူကဓာကသူ့စကားကိုနာခံလိုက်မယ်လို့ထင်မှတ်ထားခဲ့ပါတယ်။ဒါပေမဲ့ဓာကသူ့ကိုပြန်လည်ခုခံလာပြီးအစွမ်းထက်တဲ့မကောင်းဆိုးဝါးအငွေ့သက်တွေနဲ့သူ့ကိုလောင်ကျွမ်းစေတဲ့အခါမှာတော့ဓာရဲ့အစ်စ်အမှန်စွမ်းအားကိုသူရုတ်တရက်သဘောပေါက်သွားခဲ့ပါတယ်။သို့ပေမဲ့နိုအာကနောက်ဆုတ်ဖို့ညှင်းဆန်ပြီးဆက်လက်စူးစမ်းခဲ့ရာနောက်ဆုံးမှာတော့ဓာကိုအောင်နိုင်သွားခဲ့ပြီးဒန်နာရီလာဓာကြီးကိုအပီးတိုင်ထိန်းချုပ်နိုင်သွားခဲ့ပါတယ်။အဲ့ဒီလိုထိန်းချုပ်နိုင်သွားတဲ့အချိန်မှာတော့နိုအာကဂါရဲ့တိုက်ခိုက်မှုကိုအလွယ်တကူကာကွယ်နိုင်ခဲ့တဲ့အတွက်ဂါမှာဘာခွင့်ရေးမှမရှိတော့ပဲတဘာဝဘေးအနေနဲ့ကြားရောက်နေချိန်မှာဒေတာခန်တွေကိုလိန်လေလက်ဖျားမှုအတွက်ပြစ်ဒဏ်ကတေတံကလွဲပြီးတခြားမရှိဘူးလို့နိုအာကဆုံးဖြတ်လိုက်ပါတယ်။နိုအာကရင်မြန်တဲ့ခုတ်ချက်တစ်ချက်နဲ့ခေါင်းကိုပြတ်ထွက်သွားအောင်ခုတ်ချလိုက်တဲ့အခါအဲ့ဒီနေရာမှာရှိနေတဲ့လူတိုင်းကိုအလွန်လုံးလို့သွားစေခဲ့ပါတယ်။ချက်ချင်းဆိုသလိုအဆောင်တွေကသူတို့ကိုဝိုင်းရံလာကြပြီးသူ့အနေနဲ့ဝိုင်းဝန်းရိုက်နှက်တက်ဖြတ်ခြင်းကိုခံရနိုင်ခြေရှိနေပါတယ်။ဒါပေမဲ့သူကဓာကိုမြေကြီးထဲဆက်ချလိုက်တဲ့အခါကဘာမြေကြီးထဲမှာမယုံနိုင်လောက်အောင်နှဆိုင်တဲ့တွင်ကြီးတစ်ခုဖြစ်ပေါ်သွားခဲ့ပြီးအားလုံးကိုအမမင်တက်သွားစေခဲ့ပါတယ်။ဒီရှုပ်ထွေးမှုတွေကမကြသေးမီကမှဒီဒေတာရဲ့မန်နေဂျာဖြစ်ခန့်ချင်းခံရတဲ့ယိုဝမ်လို့ခေါ်တဲ့သူရဲကောင်းရဲ့အာယုံဆိုင်မှုကိုရရှိသွားစေခဲ့ပါတယ်။သူကနိုအာကိုချက်ချင်းမမိသွားပြီးဒုတစ်ဖက်ထောက်ကအယိုသေးပေးလိုက်ပါတယ်။လူတိုင်းကအံ့သသွားကြပေမဲ့မကြခင်မှာပဲသူတို့လည်းအတူယူပြီးသူ့ရှေ့မှာဒူးထောက်လိုက်ကြချိန်မှာနိုအာကယိုဝမ်ကိုသူပထမဆုံးလုပ်ရမယ့်အရာကဒီကလူတိုင်းကောင်းမွန်တဲ့အစားအစာတွေရရှိဖို့တေချာအောင်လုပ်ရမယ်လို့ပြောလိုက်ပါတယ်။ယိုဝမ်ကလည်းသူ့ရဲ့လက်ဟင်းမှုအတွက်ချက်ချင်းတောင်းပန်လိုက်ပြီးအလုပ်ကိုစတင်လုပ်ဆောင်ပါတော့တယ်။သူပြန်ရောက်လာတဲ့အခါနိုအာကိုသူ့ဖခင်ကမြို့တော်ကိုချက်ချင်းဆင့်ခေါ်လိုက်ပြီးအဆုခံရမယ်လို့မျှော်လင့်ထားပေမဲ့အံ့သစရာကောင်းတာကသူ့ဖခင်ကအဲ့ဒီလိုဆုံးဖြတ်ချက်တွေချမှတ်ခဲ့တဲ့အတွက်သူ့ကိုချီးကျူးစကားဆိုခဲ့ပြီးသူ့ရဲ့စွမ်းရည်ချက်လက်တွေကိုပြန်လည်စစ်ဆေးခဲ့ရာပြီးခဲ့တဲ့အချိန်ကထက်ပုံမတိုးတက်လာတာကိုတွေ့လိုက်ရပါတယ်။သူကနိုအာရဲ့အကူအညီအတွက်ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီးဒီတိုင်းပြည်ကိုအုပ်ချုပ်ရာမှာသူ့ကိုဆက်လက်ကူညီပေးဖို့လိုအပ်လိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်။